လေးကတော့ရှမ်းပဲပုတ်လေးထောင်းမှာဖြစ်ပါတယ်ရှမ်းပဲပုတ်လေးထောင်းမှုအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ခန်းညင်သီးလေးပါပါမယ်ခန်းညင်သီးလေးကိုအရင်ဆုံးနီးဖုတ်လိုက်ပါမယ်ဒါကတော့မီးသွေးမရှိတဲ့အတွက် gas လေးနဲ့ကင်ရပါတော့ခန်းညင်သီးလေးကင်ပြီးသွားရင်တော့ဗာလေးတွေလိုမလဲဆိုရင်ကျက်သွန်ဖြူနဲ့မြုပ်သီးစိမ်းလေးလိုပါမယ်ပြီးရင်တော့ပဲပုတ်ပြားလေးတွေကိုကြော်ထားပါမယ်ဒါမှမဟုတ်ကင်ထားမယ်ပေါ့နော်ပြီးရင်တော့ကျက်သွန်ဖြူနဲ့မြုပ်သီးစိမ်းလေးကိုအရင်ဆုံးထည့်ပြီးတော့ထောင်းပါမယ်ကျက်သွန်ဖြူနဲ့မြုပ်သီးစိမ်းလေးကိုနီးကင်ခြင်းနဲ့ရတယ်ပေါ့နော်ဒီတိုင်းပဲထောင်းရင်လည်းရတယ်ကျက်သွန်ဖြူနဲ့မြုပ်သီးစိမ်းလေးကျက်သွားပြီဆိုရင်တော့ပဲပုတ်လေးတွေချိုးဖဲ့ထားတာလေးတွေကိုထည့်ပြီးတော့ထောင်းလိုက်ပါမယ်ပဲပုတ်လေးတွေနဲ့ရောပြီးတော့ညက်သွားအောင်ထောင်းလိုက်မယ်ထောင်းပြီးသွားရင်တော့စောစောတော့ကထည့်ထားတယ်ပေါ့နော်ဒီခရမ်းချင်သီးပေါ့နော်ခရမ်းချင်သီးကိုကင်ထားတဲ့ခရမ်းချင်သီးကိုခြေလိုက်တယ်ခြေပြီးတော့ကျတော့အဲ့ခရမ်းချင်သီးလေးကိုထည့်ထောင်းလိုက်မယ်အကုန်လုံးကိုလုံးထွေသွားအောင်ပေါ့နော်ရတာပေါင်းဆက်သွားအောင်ထောင်းလိုက်တယ်ပြီးရင်တော့ဒီပဲပုတ်ကအပေါ်ဖြစ်တဲ့အတွက်စားလေးထည့်ပြရပေါ့နော်စားနေနေကိုလိုအပ်တဲ့လောက်ပေါ့နော်ကိုအပေါ်ငယ်စားနိုင်တဲ့လောက်ထည့်လိုက်တယ်ပြီးရင်တော့ဒါဆိုရင်ပဲပုတ်ထောင်းလေးရပြီပေါ့နော်ရှမ်းပဲပုတ်ထောင်းလေးထဲမှာစီလေးဆန်းလိုက်မယ်ဆိုလို့ရှိရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့ရှမ်းပဲပုတ်ထောင်းလေးရပါပြီစောင့်ကြည့်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်